မယ်ဘိုင်းရတာအဝယ်ဘိုင်းပေါ့နော်အဝယ်မှာဆိုရင်ကျွန်တော်တို့ဒါ purchase မှာဆိုအဆင့်5ဆင်းရှိရလို့မှတ်ထားရမယ် quotation ရယ် purchase order ရယ် receipt ရယ် pay ရယ် payment ရယ်ပေါ့ဒီ quotation နဲ့ဒီ purchase order ဒါပုံမှန်ဆိုရင် purchase department အလုပ်လုပ်ပြီးတော့ဒီ receipt ပေါ့နော်ကုန်လက်ခံတာကတော့ warehouse department အလုပ်လုပ်တယ်ဒီ pay နဲ့ account တွေကတော့ဒါဒီ pay နဲ့ pay ကတော့เนาะဒါကြောင့် account တွေကနေအလုပ်လုပ်တယ်ပေါ့ဒီလိုပုံစံအဆင့်5ဆင်းနဲ့လုပ်ဆောင်တယ်ပေါ့အဲဆိုရင်ကျွန်တော်အဲ့ဒါလေးကိုအဝယ်စင်းတွင်းကြည့်မယ်ပေါ့နော်ဝယ်စင်းသွင်းမယ်ဆိုတော့ဟုတ်ပြီကျွန်တော်ဒီမှာ purchase ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒီ purchase ရထဲမှာပေါ့နော်ယူခေါ်မယ်ကျွန်တော်ဒီ banda ဆိုတဲ့နေရာမှာကျွန်တော်မိမိတို့ကျွန်တော်တော့ဝယ်ရမယ့်သူကိုကျွန်တော်ထည့်လိုက်မယ်ကြောစီရဝယ်ပေါ့နော်ဝယ်တော့မှဟုတ်ပြီ mmk နဲ့ဝယ်မယ်ဆိုလဲ mmk နဲ့ပေါ့နော်ဒါပေမဲ့ ruby နဲ့ဝယ်မယ်ဆိုလဲ ruby အစတည်းဒီလိုပုံစံထွက်လိုက်ပြီးတော့မှကျွန်တော်ဒီ warehouse ဘယ် warehouse တွေကိုဝင်ကျင်တာလဲကိုကျွန်တော်တို့ရွေးပေးရမယ်နော်ဒါပါတော့ဒီ warehouse တွေပဲဝယ်မယ်ပြီးတော့မှအောက်ကနေအဲ့ဒီ product ဆိုပြီးတော့ကျွန်တော်တို့ဒီကိုဝယ်မဲ့ product တွေပေါ့နော်ထားပါတော့ဒါဇင်100ပေါ့နော်ဒါဇင်ကို2000ပေါ့ဒါနမူနာပေါ့ပြီးတော့မှကျွန်တော်အောက်ကနေ product တွေရှိသေးရဆိုရင်ဒီမှာထပ်ပြီးတော့ဒါကျွန်တော်ဒါထည့်လို့ရလိမ့်မယ်အဲ့မှာကျွန်တော်တို့ထားပါတော့ဒီ product တွေထည့်လိုက်လို့ပေါ့နော်ထည့်ပြီးကျွန်တော်ဒါခဏစေထားလိုက်ပေါ့နော်စေထားလိုက်မယ်ဒီစေထားလိုက်တယ်ဆိုလို့ရှိရင်တော့သူကဒါ quotation အနေနဲ့ပဲသူကဒါရှိနေသေးတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါကျွန်တော်တို့ကဒါ quotation အနေနဲ့ဒါရောက်သွားပြီเนาะ quotation ပေါ့အဲ့ဒါဆိုရင်ဒီမှာကျွန်တော်ဒီ record for quotation ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်သူကဒီမှာเนาะမတူဘူးเนาะသူက color လေးတစ်ခုခွဲနေလိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့ကဒါတေချာပြီဆိုတော့ကြာမှ confirm order ဆိုတာနှိပ်လိုက်မယ်ဆိုတာဒုတိယဆင့် purchase order ဘက်ကိုရောက်သွားမယ်เนาะ purchase order ရောက်သွားပြီဆိုမှကျွန်တော်ကုန်လက်ခံမယ်ဆိုရင် receipt ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့မှကျွန်တော်ဒါ validate ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်အဲ့ဒါဆိုတာကျွန်တော်တို့ကုန်တွေလက်ခံပြီးသွားပြီဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကုန်လက်ခံပြီးသွားရင်ဘာလုပ်မလဲဆိုတော့ဘေးဖွင့်မယ်ပေါ့နော်ဘေးဖွင့်မယ်ဆိုတော့ဒီ order တဲက purchase order ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်နော်ဒီမှာဘာပေါ်လဲဆိုတော့ waiting bay ဆိုတဲ့ဟာလေးပေါ်နေလိမ့်မယ်အဲ့ကြမှာကျွန်တော်တရားလေးကိုဆက်လက်လေးမှတ်ပြီးတော့ create bay ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဒါနှိပ်လိုက်မယ်အဲ့မှာကျွန်တော်ဒါ bay လေးထည့်လိုက်မယ်နော် bay လေးထည့်လိုက်ပြီဆိုရင်နောက်ပြီးကျွန်တော် confirm ဆိုတဲ့ဟာလေးနှိပ်လိုက်တာ ਨੇ ဒါဆိုရင် bay ဖွင့်ပြီးသွားအဲ့တော့ခုနကတော့ကျွန်တော် sharing လုပ်ခဲ့သလိုပဲဒီ quotation နဲ့ purchase order ဘယ်မှာရှိလဲဆိုရင်ဒါကျွန်တော်တို့တွေကဒါ purchase အထဲမှာရှိတယ်ဒီ receipt ကုန်လက်ခံတဲ့ဟာဘယ်မှာရှိလဲဆိုဝယ်ရောက်မှာရှိတယ်ဘေးနဲ့ account ဘေးနဲ့ pay ရတော့ account လေးမှာရှိရเนาะအဲ့ဒါဆိုကျွန်တော်တို့အဲ့လိုပဲ account လေးမှာတွားရှာလို့ရတယ်အဲ့ဒါဆိုရင်ကျွန်တော် account လေး app ကိုတွားမယ် account လေးတဲက banner တဲကဘေးမှာရှိရပေါ့เนาะအဲ့လိုပဲခုနကတော့ကျွန်တော်ငွေမချေရသေးဘူးဘေးတော့ဖွင့်ပြီးသွားပြီငွေမချေရသေးဘူးဆိုရင်ကျွန်တော် HP ဒီဘက်မှာရှိနေလိမ့်မယ်เนาะအဲဒီမှာဒီလိုပုံစံရှိနေလိမ့်မယ်ဟုတ်ပြီ banner တွေကဘေးမှာသူ့ကိုပေးရမယ့်ဟာတွေရှိနေလိမ့်မယ်เนาะဒီလိုပုံစံထွက်နေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ဟုတ်ပြီငွေပေးပြီဆိုတော့ကြာမှထားပါတော့ကျွန်တော်25သိန်းပေးတယ်ပဲဆိုပါတော့เนาะလောလောဆယ်ရတယ်ကျွန်တော်ရှိတဲ့ငွေစင်းတစ်ခုကနေပဲကျွန်တော်ပေးလိုက်မယ်ဟို transition ခေါ်လိုက်မယ်နောက်ပြီးအဲ့ဒါပြီးတော့မှကျွန်တော် new ခေါ်လိုက်မယ်ဒါပါဒီမှာကိုမှတ်သားခြင်းရပါတော့ဒါပါတော့ payment for BILB 004နမူနာအဲ့တော့ကျွန်တော်ငွေချေရမှာထွက်တဲ့အတွက်ကြောင့်မို့လို့ဒီ partner ဆိုတဲ့နေရာမှာကျွန်တော်တို့တကယ်ဝယ်တဲ့လူကတော့မှန်အောင်ထည့်ပေးဖို့လိုမယ်ပြီးတော့မှကျွန်တော်ကဒီမှာ25သိန်းကျွန်တော်ထည့်လိုက်တာပြီးတော့မှကျွန်တော် add close ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်တယ်ဟုတ်ပြီဒီမှာ reconcile 2လို့ပေါ်နေเนาะ reconcile 2လို့ပေါ်နေမဲ့အဲ့အတွက်22သိန်းတစ်စောင်ရှိတယ်28သိန်းတစ်စောင်ရှိတယ်ဘယ်အဆောင်နဲ့ခြေကျင်တာလဲပေါ့ကျွန်တော်ကဒီအပွားကောင်နဲ့ခြေကျင်တာမလို့ဒါလေးကိုကျွန်တော် select မှတ်လိုက်เนาะခြေသွားတယ်ဟောโอเคတခုရှိရကျွန်တော်ငွေထွက်တာဆိုတော့ကျွန်တော်ဘာနဲ့ရေးရမှာလဲဆိုတော့ကျွန်တော်အနှုတ်နဲ့ရေးရမှာเนาะဒါလေးသတိထားဖို့လိုမယ်အဲ့တော့ကျွန်တော်ဒီ edit button လေးကိုကျွန်တော်တူအောင်ခေါ်လိုက်မယ်ဒီမှာအနှုတ်ဆိုတဲ့ဟာလေးထည့်လိုက်မယ်เนาะအဲ့ကြမှာသူက site မတူဆိုတာသိရလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်ဒီ banner တွေကဘေးမှာတွားကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာ
သူ့ရဲ့ဒီမှာဂျူးအမောက်ကိုကျွန်တော်ဒါဝင်ကြည့်လိုက်မယ်ဆိုဘယ်လောက်ပဲကြမ်းပါလဲဆိုတော့ဒီနော် refresh လေးတစ်ချက်ခေါ်ကြည့်လိုက်မယ်ပုံမှန်ဆိုတော့3သိန်းကျော်ပဲကြံရမှာပေါ့ကျွန်တော်တို့တွေက okay reconcile လောက်ထားတစ်ချက်တွန်းဆက်မယ်ကျွန်တော်ဟောဒါတော့ reconcile ထွက်မနေသေးဘူးเนาะဒီလိုလေးမှာ reconcile မလုပ်ရသေးဘူးပေါ့ reconcile မလုပ်ရသေးတဲ့အတွက်စရင်းကတော့သူခြေဦးမှမဟုတ်သေးဘူးကို entry တွင်းမယ်ပဲဒီလိုအခြေအနေလေးတော့ကျွန်တော်တို့ရှိနိုင်တယ်โอเคကျွန်တော်ချိန်မှာဒီခေါင်းနဲ့ပေါ့နော်โอเคဒါဆိုရင်တော့ reconcile ဒါကျွန်တော်တို့ဒါလောက်လိုက်ပြီခုနကဒီမှာ2လို့ပေါ်နေเนาะဒီကောင်နှစ်ကြောင်းထွက်နေတာဆိုတော့ကျွန်တော်ဒီတစ်ကြောင်းကို delete လုပ်ရဒီမှာဆိုတော့ဒီမှာ28သိန်း33တော့နှစ်ကြောင်းနှစ် line ပေါ်နေတာပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီတစ် line ကို delete လုပ်ပေးရမယ်နော်ဒီဘက်ကဒီချက်ချက်ကလေးကိုကျွန်တော်ဒါနှိပ်လိုက်ရင်ရတယ်ပေါ့နော်အဲ့တော့ဒီဘက်ညာဘက်တော့မှလုံတင်လုံနေရဆိုတော့ဒါကျွန်တော်ဒါဒီ line ဆွဲနေရပါတော့โอเคဒီလိုအခြေအနေပေါ့နော်ဒါခဏမှားနေတဲ့အချိန်เนาะကျွန်တော်ဘာလို့လဲဒီကောင်အနှုတ်နဲ့တွင်းရမှာလားကျွန်တော်အနှုတ်နဲ့မတွင်းရသေးဘူးလောတဲ့ဒီကောင်ကိုကျွန်တော်တွန်းပြီး edit ခေါ်မှရမှာအဲ့တော့ကျွန်တော် list အနေနဲ့ဒါချိန်လိုက်မယ်เนาะဒီဘက်က list အနေနဲ့ချိန်ပထမသူကဘာ canvas အနေနဲ့ရှိနေเนาะကျွန်တော်ဒါ list အနေနဲ့ဒါကျွန်တော်ချိန်လိုက်တာဟုတ်ပြီအဲ့တော့မှဒီ25သိန်းရှိရနေကျွန်တော်အနှုတ်နဲ့ထည့်လိုက်မယ်เนาะအနှုတ်ထည့်ရမှာပြီးတော့မှ canvas ဆိုတော့ကျွန်တော်တွန်းချိန်လိုက်မယ်ပြီးတော့မှဒီမှာ reconcile မှာကျွန်တော်ဒီအပေါ်ကောင်နဲ့ချိန်မှာဟုတ်ပြီဒါဆိုကျွန်တော်ခြေလိုက်ပြီသူကဘယ်လောက်ပဲခြေထားဆို25သိန်းကိုပဲခြေသွားเนาะ25သိန်းကိုပဲခြေသွားတာဆိုတော့အဲ့ဒါဆိုကျွန်တော်ဒီ bay ကိုကြည့်လိုက်မယ်เนาะ partial paint ဆိုတာလေးပေါ်နေလိမ့်မယ်เนาะဒီမှာဆိုရင် partial paint ဆိုတာလေးပေါ်နေလိမ့်မယ်အဲ့တော့ကျွန်တော်အမောက်ယူရှိရင်ကျွန်တော်ဒါ3သိန်းကျော်ကျွန်တော်ဒါပေးဖို့ရန်ကြံတယ်ပေါ့เนาะဒီလိုအခြေအနေထွက်လိုက်မယ်အဲ့ဒါကိုမှကျွန်တော်အားသာအခြေအနေတစ်ခုရှိရပဲဆိုပါတော့အဲ့ဒီ3သိန်းကျော်ကျွန်တော် discount ရတယ်ပေါ့เนาะအဲ့ discount ရတယ်ဆိုလို့ရှိရင်အဲ့ဒါဆိုကျွန်တော်ကဒီ transition နဲ့ဥတွန်းလာမယ်เนาะဒီကျွန်တော်ငွေပေးလိုက်တဲ့ဒီ cash ရဲ့ transition နဲ့ကိုတွန်းလာလိုက်မယ်ပြီးတော့မှကျွန်တော်ဒီ canvas ဆိုတာလေးကိုကျွန်တော်တွန်းချိန်မယ်ဟုတ်ပြီအဲ့တော့ဒီနေရာရောက်ပြီဆိုတော့ကြာမှကျွန်တော်ဒီမယ်เนาะဒီဒုတိယတစ် line ပေါ့เนาะကျွန်တော်ရဲ့ဒီ bay ရဲ့ဒီ bay ဒီကเนาะဒီ edit ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့အဲ့ဒါဒီ fully paint ထွက်ပါတယ်ဆိုပြီးကျွန်တော်ကဒါအမှန်ချက်လုပ်လိုက်မယ် fully paint ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်မယ်เนาะဒီ fully paint ဆိုတော့ခုနကဒီ25သိန်းငွေပေးလိုက်ပြင်မယ်ခြေချင်တာ28သိန်းလုံးအတွက်ခြေချင်တာပါဆိုတော့ mention လုပ်လိုက်တာအဲ့ဒါပြီးတော့ကျွန်တော်ဒါစေးလိုက်မယ်အဲ့ကြမှာဒီမဲ့အောက်မှာเนาะဘယ်လောက်ဆင်းလဲ3သိန်းတစ်လိုင်းထပ်ဆင်းလာတယ်အဲ့3သိန်းတစ်လိုင်းထပ်ဆင်းလာပြီဆိုကြမှာကျွန်တော်ဒီကနေ set account ဆိုပြီးတော့ကျွန်တော်ဒါပါတော့ဒီ COUND discount ပေါ့เนาะဒါကျွန်တော်ဒီမှာထားပါဒါ COA တော့ဒါရှိဖို့လိုတာပေါ့เนาะ COA တော့ရှိဖို့လိုလိမ့်မယ်ဒါပါ discount gain ပေါ့ကျွန်တော်ဒါ discount ရတယ်ဆိုပြီးလုပ်လိုက်တယ်အဲ့ကြမှာဒါဆိုရင်ဒီလိုပုံစံနဲ့စရင်ခြေသွားလိမ့်မယ်အဲ့ဒါဆိုရင် banner ထဲမှာတွားကြည့်မယ်ဆိုရင် bay เนาะfully paint ထွက်သွားလိမ့်မယ်တကယ်တမ်းကျွန်တော်တို့ပေးရတာက25သိန်းပဲပေးလိုက်ရတယ်ကျွန်တော်တို့3သိန်းကျော် discount ရတယ်ဗောနော်ဒီလိုပုံစံနဲ့ကျွန်တော် purchase ကိုစရင်သွင်းလို့ရတယ်